Okay ဒီနေ့မှာတော့ကျွန်တော်တို့ global inverter lithium setting chain ကြီးလေးကိုအသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်ဗျာ lithium စချိန်လေးရအောင် Okay ဒါကတော့ကျွန်တော် global inverter lithium chain လေးဖြစ်ပါတယ်ပထမဆုံး setting ကိုsetting number ဖတ်မှာ setting chain ပေးရပါမယ် enter click ကိုကြာဖိပေးပါပြီးဆိုလို့ရှိရင်001လောက်ပြီးဆိုလို့ရှိရင်တချို့ကအလဲမှာလောက်သွားတာမျိုးရှိတယ်လောက်သွားတာမျိုးရှိရဆိုရင်အဲ့ဒါတစ်ချက်နေပေး001လောက်ပြီး001လောက်ပြီးဆိုမှ download နဲ့005ကိုတွားပေးပါ005ပဲဆိုလဲမှာသူ့ရဲ့ default agent လေးဖြစ်နေလိမ့်မယ်ပြီးရင်အဲ့ဒါတစ်ချက်နေပေး okay အဲ့ဒါတစ်ချက်နေပြီးရင် download နဲ့ align လေးပေါင်းပေးပါပြီးရင်အဲ့ဒါတစ်ချက်နေပေးကျွန်တော်ဒါကြောင့် battery ပေါ်မှာမူတည်ပြီးတော့အလဲမှာဟာလေးပြောင်းပေးရမယ်ပေါ့နော်flash key ဆိုရင်သူ့ရဲ့ number ပေါ်မူတည်ပြီး0ဖြစ်မယ်ကျွန်တော်တခြား global date တခြား elevator set နေဖြစ်မယ်တခြား DA environment battery နဲ့ဖြစ်မယ်ဆိုလို့ရှိရင်51 50ပြောင်းပေးမယ်ဒါကတော့ကျွန်တော်တို့ Pylon လား global လားဆိုတော့မူတည်ရပေါ့နော်အဲဒါဆိုရင်အဲ့ဒါတစ်ချက်နေကျွန်တော်တို့ကြတော့Pylon ဆိုလို့ရှိရင်52ပေါ့နော်50နဲ့အဲ့ဒါတစ်ချက်50နဲ့โอเคကျွန်တော်သတိထားမှဒီ confirm အဲ့ဒါတစ်ချက်နှိပ်ပြီးဆိုမှ confirm ဖြစ်သွားမယ်ပေါ့နော်003 series လောက်ပြီးဆိုမှဒါ confirm လေးဖြစ်သွားလိမ့်မယ်ဒါကြီးငြိမ်တော့ဒီမှာ confirm skin လေးမြတ်တော့လေဒါဆိုရင်ကျွန်တော်တို့ကဒီမှာ download တစ်ချက်ချင်းနဲ့ဒီနာလေးမှာရာခိုင်နှုန်းလေးပေါ်လိမ့်မယ်ပေါ့နော်အလန်းလေးပေါ်တယ်ဆိုရင်ခဏလေးတော့စောင့်ပြီးစက္ကန့်30လောက်ဖြစ်စောင့်ပြီးပေါ့နော်ဒီနားမှာရာခိုင်နှုန်းလေးပေါ်လာပြီပတိရရာခိုင်နှုန်းနဲ့ inverter ရာခိုင်နှုန်းနဲ့ညီသွားပြီဆိုလို့ရှိရင်ဒါမှန်သွားပြီပေါ့နော်ဒါလည်းချိတ်သွားတယ်ဖြစ်သွားတယ်ဒါပေမဲ့လေတင်ချိတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် setting number 17ကိုတချို့တော့ပြောင်းပေးရပါမယ်သူ့ရဲ့ default ဒီကျွန်တော်က20ပဲရှိတယ်20ပဲရှိရဖြစ်တဲ့ကျွန်တော်တို့ဒါကိုအနာနဲ့ချက်နေကျွန်တော်လိုချင်တဲ့ဟိုအတောင်ကြီးနဲ့ဖြစ်ပေါ့နော်ပြန်ပြောင်းလို့ပြီပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ဆွမ်းလာလို့ဒါလည်းကျွန်တော်ဒါလည်းလုပ်ပြီးကျွန်တော်ငြိမ်းသွားကျွန်တော် confirm ဖြစ်တာပါပြီးရင် skin နဲ့ပြန်တော့ဒါဆိုရပါပြီဗျာဒါဆိုရင်20ရာခိုင်နှုန်းနဲ့သူ့လို auto cloud ဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့ setting number 20တက်မှာရှိပါတယ်20တက်မှာဒါဆို20ရာခိုင်နှုန်းပေါ့နော်ကျွန်တော်20ရာခိုင်နှုန်းဖြစ်တဲ့20ရာခိုင်နှုန်းအဲ့ဒီမှာကိုပြောင်းပေါ့နော်ကျေးဇူးတင်ပါတယ်ဗျာ